အားလုံးပဲမင်္ဂလာပါကျွန်တော်ရှင်နိုင်ငံနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြသမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ပတ်စံရတဲ့ဂျပန်တက်တော့အကောက်ကိုဖွင့်နေကိုပြပြပေးတော့မှာဖြစ်ပါတယ်သူများတဲ့ဈေးကဝေစီရမလို့ပဲကိုယ်တိုင်ဖွင့်နေကိုပြပြပေးတော့မှာဖြစ်ပါတယ်စိတ်ဝင်စားရင်ဆုံးဖြတ်ကြည့်တော့ပေးပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်တော့ပေးပါဦး okay အဲ့ဆိုကျွန်တော်တို့စလိုက်ကြအောင်တက်တော့ထည့်ရင်ဝင်လိုက်ပါတက်တော့ရောက်တဲ့ကျွန်တော်တို့ဒီမှာအောင်းနာလေးကျွန်တော်တို့ profile နဲ့ပုံလေးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်နေလို့ပြီးတယ်ကျွန်တော်တို့ဒီမှာအခုလက်ရှိသုံးနေတဲ့အကောက်ကိုလည်းဖျက်စရာမလိုဘူးတွေးလို့သုံးလို့ရပါတယ်အဆင်ပြေပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာဒီဖက်အပေါ်နားလေးကျွန်တော်တို့တောင်းအဆက်ကလေးတောင်းနားလေးကအဆက်ကလေး30ဆိုတာရှိတယ်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လို့ပြီးတယ်ကျွန်တော်တို့ဒီမှာ stay and privacy switch ရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်နေလို့ပြီးတယ်ကျွန်တော်တို့ဒီမှာအောက်နေဆွတ်တယ်ပါအပေါ်နေဆွတ်တယ်ပါဆွတ်တယ်လို့ပြီးတယ်ကျွန်တော်တို့ဒီမှာအောက်မှာကျွန်တော်ဆွေးမဲ့အကောက် switch ရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်နေလို့ပြီးတယ်ကျွန်တော်တို့ဒီမှာ add အကောက် switch ရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထနေလို့ပြီးနေကျွန်တော်တို့ဒီမှာဒီနေရာမှာကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီမှာမလေးရှားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့မလေးရှားစပီးပေါ်နေတယ်ကျွန်တော်ကမလေးရှားနဲ့မရပါဘူးအဲဆိုကျွန်တော်တို့ဂျပန်ပြောရပါမယ်ဒီ location နေရာမှာကျွန်တော်တို့အဲဆိုကျွန်တော်တို့ဒီမှာမလေးရှားကိုလက်ကလေးနဲ့နှိပ်လိုက်ပါနှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဂျပန်စပီးရိုက်ချလိုက်ပါဒီမှာပါဂျပန်စပီးပေါ်နေပါပဲဆိုဂျပန်ကိုနှိပ်လိုက်ပါနှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ Google ရဲ့ Gmail နဲ့ဖွင့်မဲ့အတွက်ကျွန်တော်တို့ဒီမှာ Google တွေကိုနှိပ်လိုက်ပါနေလို့ပြီးတယ်ကျွန်တော်တို့ဒီမှာဒီ Gmail ကကျွန်တော်တို့တခုမှမဖွင့်ထားတဲ့ Gmail အသိကလေးဖြစ်ရပါမယ်အဲ့မှာရပါမယ်ကျွန်တော်တို့တခုခုဖွင့်ထားဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ Gmail နဲ့မရပါဘူး Gmail အသိနဲ့တခုလေးမဖွင့်ထားဟာနဲ့ဖွင့်ပါပဲရပါတယ် Okay အဲ့ဆိုကျွန်တော်တို့ဒီမှာဒီဟာနဲ့နှိပ်လိုက်ပါမယ်ကျွန်တော်ကတော့ဒီမှာအခုနာဖွင့်ထားတဲ့ Gmail ကိုထည့်လိုက်ပါမယ် Okay အဲ့ဆိုကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ကိုယ်မွေးတွေကိုထည့်ရပါမယ်ကျွန်တော်တို့ဒီနေရာမှာ session နဲ့ပြင်ရပါပြီကျွန်တော်တို့ session နဲ့မပြည့်ဘူးထည့်လို့ရှိရင်ကျွန်တော်တို့ဒီမှာဂျပန်တက်တော့ကောက်ကကျွန်တော်တို့ monetization မပေးပါဘူးကျွန်တော်တို့အဲကြောင့်ကျွန်တော်တို့ session နဲ့ပြည့်ကိုထည့်ရပါမယ်ကိုကြိုက်တဲ့ဟာထည့်လိုက်ပါ okay ဆိုကျွန်တော်တို့ဒီမှာ continue ကိုနှိပ်လိုက်ပါโอเคအဲ့ဆိုကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ကကိုယ့်ရဲ့အကောက်ကိုကြိုက်တာပြောလို့ရပါတယ်ကျွန်တော်တို့ဒီမှာအကြီးစားနဲ့လုပ်လိုက်မယ်ကိုကြိုက်တာပြောလို့ရပါတယ်โอเคအဲ့ဆိုကျွန်တော်တို့ဒီမှာ continue ကိုနှိပ်လိုက်ပါโอเคဒီမှာပွင့်တော့ပါပြီဒီမှာကျွန်တော်တို့ profile โอเคအဲ့ဆိုကျွန်တော်တို့ပွင့်တော့ပါပြီကျွန်တော်တို့ profile တစ်ခါတော့ကြည့်ရမယ်ဒီမှာအသက်ဖြစ်တော့ပါပြီကျွန်တော်တို့ဒီမှာ location ကမှန်လားမှန်ဘူးလဲဆိုကျွန်တော်တို့တစ်ခေါက်သွားပြီးတော့ကြည့်ကြမယ်အဲ့ဆိုကျွန်တော်တို့ဒီမှာပေါ်နာလေးကျွန်တော်တို့ set ကလေး30လို့ရှိရဲအဲ့ဒါကိုလက်ကလေးနဲ့နှိပ်လိုက်ပါနှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီမှာ setting ရဲ့ privacy ကိုတစ်ခေါက်ထိုင်ပါနှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီမှာ account switch ရှိရဲအဲ့ဒါကိုထည့်လိုက်ပါနှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီမှာ account information switch ရှိရဲအဲ့ဒါကိုထည့်လိုက်ပါဒီမှာပါ okay ကျွန်တော်တို့ဒီမှာခုနကဖွင့်ထားတဲ့ Gmail ရဲ့ကျွန်တော်တို့ဒီမှာaccount region မှာဂျပန်စပီးပေါ်မှာပြီ okay အဲ့ဆိုရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုရမယ်လို့မျှော်လင့်ပါတယ် subscribe လေးနှိပ်တော့ပေးပါဦး